County ဆိုတာ management တွေအတွက် business decision တွေကိုအထောက်အကူပေးတဲ့အချက်အလက်တွေကိုရေးဆွဲတင်ပြခြင်းဖြစ်ပါတယ်။ဒါဆိုဒီအချက်အလက်တွေတနည်းအားဖြင့်ဒီ financial statement တွေရေးဆွဲတဲ့အခါမှာလိုက်နာရမယ့်အခြေခံအကောင့်တွေကွင်းဆက်တွေမှာ2မျိုးကိုရှင်းပြပေးပါမယ်။အရင်ဗီဒီယိုမှာကျန်5မျိုးကိုရှင်းပြထားတာလည်းရှိပါတယ်။ပထမဆုံး materiality ကွင်းဆက်ကိုလေ့လာကြရအောင်။ materiality ကွင်းဆက်ဆိုတာ financial statement ကိုအသုံးပြုသူရဲ့ဆုံးဖြတ်ချက်ကိုတက်ရောက်နိုင်တဲ့အချက်အလက်တွေကိုသာအရေးပါတဲ့အချက်အလက်အဖြစ်သတ်မှတ်ရမယ်ဆိုတဲ့အကောင့်ဒီအယူအဆဖြစ်ပါတယ်။ဆိုလိုတာကတော့အရာအလုံးကိုတူညီစွာအလေးထားစရာမလိုဘူးပေါ့။ financial statement မှာရှိတဲ့အချက်အလက်တွေကမှ materiality ဖြစ်တာကိုအလေးထားဖို့လိုအပ်ပါတယ်။ဥပမာတစ်ခုအနေနဲ့ဆိုရင်ကုမ္ပဏီတစ်ခုရဲ့စုစုပေါင်း assets တန်ဖိုးကကျပ်တန်းဘီလီယံရှိတယ်။အဲ့ဒီကုမ္ပဏီကနေပြီး calculator တစ်လုံးကိုကျပ်တစ်သောင်းနဲ့ဝယ်ထားတယ်ဆိုရင်ဒီ calculator ကို asset အဖြစ်နဲ့စာရင်းတင်ပြီး depreciation တွက်ဖို့လိုပါလားဆိုတာကိုစဉ်းစားရမှာဖြစ်ပါတယ်။အဖြေပေါ့နော်အဖြေကတော့မလိုပါဘူး။ဒီလိုအသေးအဖွဲကုန်ကျစရိတ်တွေကို expense အဖြစ်ချက်ချင်း recognize လုပ်ရမှာဖြစ်ပါတယ်။ဒါကတော့ materiality ကွင်းဆက်ကြောင့်ပါ။ materiality ကွင်းဆက်မရှိရင်အကောင့်တီးကဒီအသေးအဖွဲအချက်လက်လေးတွေကြောင့်ရှုပ်ထွေးသွားပြီးအရေးကြီးတဲ့အချက်ကိုdecision လုပ်မဲ့ management ကမမြင်နိုင်တော့ပါဘူး။ဒါကြောင့် materiality ကွင်းဆက်က financial statement ကိုပိုမိုရှင်းလင်းစေပြီးဆုံးဖြတ်ချက်ချရမှာအထောက်အကူဖြစ်စေပါတယ်။နောက်ကွင်းဆက်တစ်ခုကတော့ consistency ကွင်းဆက်ပါ။ consistency ကွင်းဆက်ဆိုတာကအကောင့်တီ method သို့မဟုတ် policy တစ်ခုကိုရွေးချယ်အသုံးပြုထားပြီးပြီဆိုရင်ကာလအလိုက်တူညီစွာဆက်လက်အသုံးပြုရမယ်ဆိုတဲ့အယူအဆပါ။ဘာကြောင့် consistency ကအရေးကြီးလဲဆိုရင်မနှစ်ကစာရင်းနဲ့ဒီနှစ်စာရင်းကိုတရားမျှတစွာနှိုင်းယှဉ်ဖို့လိုအပ်လို့ပါ။ဥပမာဆိုရင်ကုမ္ပဏီတစ်ခုက depreciation ကို straight line method နဲ့တွက်နေတယ်။နောက်နှစ်မှာ profit ကိုပိုပြချင်လို့ reducing balance method ကိုပြောင်းလိုက်မယ်ဆိုရင် profit ကတော့တက်လာမယ်။ဒါပေမဲ့ဒီ profit တက်လာတာကလုပ်ငန်းကောင်းလာလို့လားစာရင်းနည်းလမ်းပြောင်းလိုက်လို့လားဆိုတာကိုမခွဲနိုင်တော့ပါဘူး။ဒါကြောင့် accounting မှာ consistency မရှိရင် financial statement ကိုယုံကြည်လို့မရပါဘူး။ဒါပေမဲ့ consistency ဆိုတာဘယ်တော့မှမပြောင်းရဘူးလို့တော့မဆိုလိုဘူးပေါ့နော်။ပိုးမှန်ကန်တဲ့အချက်လက်တွေကိုပေးနိုင်မယ်။ accounting standard အသစ်ကြောင့်ပြောင်းရမယ်ဆိုရင်တော့ဒီ accounting method တွေကိုပြောင်းနိုင်ပါတယ်။ဘာကြောင့်ပြောင်းလဲခဲ့တယ်ဆိုတာကိုတော့ disclosure လုပ်ရမှာဖြစ်ပါတယ်။ပြန်ပြီးတော့summarize လုပ်ရမယ်ဆိုရင်တော့ materiality ကွင်းဆက်ကအရေးပါတဲ့အချက်လက်ကိုအလေးထားစေတယ်။နောက် consistency ကွင်းဆက်ကတော့စာရင်းကိုယုံကြည်စိတ်ချရစေပါတယ်။ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင် like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ရှင်။